ဘာကြီးရဲ့အောက်မှာလျှိုးဝှက်ချက်တွေရှိနေတယ်ဆိုတာတင်သိပါသလားနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့မြေအောက်မြို့တော်တစ်ခုရဲ့အန်ဩစရာဇာတ်လမ်းကိုနားဆင်ကြည့်ကြရအောင်ကိုကျော်ဟာရှေးဟောင်းသူတေသနပညာရှင်တူပါသူဟာမြေအောက်မြို့တော်ကေတုမရီရဲ့ဒန္တာရီကိုနှစ်ပေါင်းများစွာလေ့လာနေခဲ့တာပါတနည်းမှာတော့သူဟာရှေးဟောင်းကျမ်းဆောင်တွေကနေထူးဆန်းတဲ့သင်္ကေတတစ်ခုကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီသင်္ကေတဟာနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့မြေအောက်မြို့တော်ကိုဥတီနေတယ်လို့သူယုံကြည်ခဲ့ပါတယ်မြေပုံနဲ့သင်္ကေတတွေကိုအခြေခံပြီးကိုကျော်ဟာခက်ခဲကြမ်းတမ်းတဲ့ခရီးကိုစတင်ခဲ့ပါတယ်ထူးထပ်တဲ့ဒေါနာကြီးထဲမှာလျိုဝတ်စမ်းကြယ်တဲ့အဆောက်အဦဟောင်းတွေကိုရှာဖွေရင်းသူရှေ့ဆက်ခဲ့ပါတယ်နေ့ရညတွေဖြတ်တန်းပြီးတဲ့နောက်မှာတော့သူဟာရှေးဟောင်းကြောက်စာတွေနဲ့ထူးဆန်းတဲ့အဆောက်အဦတစ်ခုကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအဆောက်အဦဟာမြေအောက်မြို့တော်ကေတုမရီရဲ့လှိုးဝတ်ဝင်ပေါက်ထစ်ပါတယ်ကြီးမားတဲ့ကြောက်တကားကြီးဖွင့်လိုက်တဲ့အခါထုတဲ့ကြီးမားတဲ့မြေအောက်ဥမင်လွိုင်ခေါင်းကြီးပေါ်လာခဲ့ပါတယ်ကိုကျော်ဟာသူ့ရဲ့မီးလုံးကြီးကိုဖွင့်ပြီးတက်တိရှိရှိဝင်ရောက်ခဲ့ပါတယ်အတွင်းဘက်မှာတော့ရှေးဟောင်းဘိသုစလက်ရာတွေနယံဆေးရည်ပချီတွေနဲ့ပြည့်နှံ့နေတဲ့လျှိုးဝတ်စမ်းကြယ်တဲ့ကဘာတစ်ခုအလင်းရောင်ဖျားထွက်နေတာကိုသူတွေ့မြင်ခဲ့ရပါတယ်ထိုအလင်းရောင်နှက်ကိုလိုက်သွားရင်းကိုကျော်ဟာခန်းနာကြီးကျယ်တဲ့အလဲဘဟုအခန်းတစ်ခုကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီအခန်းရဲ့အလဲဘဟုမှာတော့ထူးဆန်းတဲ့အလင်းရောင်တွေထွက်ပေါ်နေတဲ့ရှေးဟောင်းပစ္စည်းတစ်ခုရှိနေပါတယ်ကိုကျော်ဟာအံ့ဩမှုတွေနဲ့အတူထိုပစ္စည်းကိုထိတွေ့လိုက်တဲ့အခါရှေးဟောင်းမြို့တော်ကြီးရဲ့ပုံရိပ်လွှာနီသူ့စိတ်ထဲပေါ်လာခဲ့ပါတယ်နောက်ဆုံးတော့သူဟာနှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ရှေးဟောင်းပစ္စည်းကိုရှာဖွေတွေ့ရှိခဲ့ပါပြီကိုကျော်ရဲ့စုံစားခန်းလေးပြီးဆုံးသွားခဲ့ပါပြီဒါပေမဲ့ကဘာကြီးရဲ့အောက်မှာလှိုးဝက်ချက်တွေအများကြီးကြံရှိနေပါသေးတယ်နောက်ထပ်စိတ်လှုပ်ရှားစရာဇက်လန်းတွေနဲ့ပြန်လာခဲ့ပါမယ်